မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဒီဗမော်မျိုးရဲ့အနောက်ဘက်ချမ်းကကချင်လက်နက်ကန်သဘော KIA နဲ့ပေါင်းပါတွေစခန်းချနေတဲ့စုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်ဒေဆုံးမှုက40ကျော်50နီးပါးရှိမယ်လို့သိရပါတယ်။ဒီနေရာတွေကကချင်လက်နက်ကန်သဘော KIA ပြန်လဲဝင်ရောက်စိတ်ဝင်ပြီးတော့တိုက်ပွဲဖော်ဆောင်နေတဲ့နေရာတစ်ခုဖြစ်တဲ့ဗမော်မျိုးရဲ့အနောက်ဘက်မှာရှိနေတဲ့ရေလဲကောင်းစစ်စိတ်ကန်းရဲ့အတွင်းမှာရှိပါတယ်။ထီလင်းဆိုတာကတိုင်းနယ်ကြီးဖြစ်တဲ့ EPC ရုံးတွေခွဲရုံတွေရှိတယ်ဒီလေးစစ်တအားခွဲရုံတွေရှိတယ်တိုင်းနယ်ဆေးရုံတွေရှိတဲ့အတွက်ကချင်လက်နက်ကန်သဘော KIA ကထီလင်းကောင်းကြနေရာတွေမှာအင်အားစုဖွဲ့မှုတွေပြုလုပ်နေတယ်။တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ကောင်းကြရွာဆိုတာကလည်း2014ခုနှစ်ဒီလူဦးရေနဲ့တကောင်စင်းအရာအင်ဂျီ800ကျော်ရှိပြီးတော့လူဦးရေ2690ကျော်ရှိပါတယ်။ရွာကြီးတွေဖြစ်တဲ့ကြေးရွာအုပ်စုထီလင်းရွာကောင်းကြနဲ့တာယာကုန်းရွာတွေဖြစ်ကြပါတယ်။ဒီနေရာတွေမှာကချင်လက်နက်ကန်သဘော KIA ကအင်အားပြန်လဲစုဖွဲ့ပြီးတော့ဒီရေလဲတို့ကောင်းစင်တို့ကနေဗမော်မျိုးတွေကိုဝင်ရောက်နှောက်ယှက်ဖို့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီကောင်းစင်နယ်ရေလဲကနေအတဲကြည့်မယ်ဆိုရင်ဗမော်မျိုးရဲ့အနောက်ဖက်ချမ်းရွှေကြီးနားတို့ကောင်းခန်းတို့စတဲ့နေရာတွေကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီနေရာတွေကနေပဲပြီးခဲ့တဲ့ဗမော်တိုက်ပွဲတစ်လျှောက် AR မြစ်ကိုဖျက်ကူးပြီးတော့တိုက်ပွဲတွေပေါ်ဆောင်ခဲ့ကြတယ်။ဒီလိုမျိုး AR မြစ်ကိုတိုက်ပွဲတွေ AR မြစ်ကိုဖျက်ကူးပြီးတိုက်ပွဲတွေပေါ်ဆောင်ခဲ့တဲ့အတွက်ဗမော်ကန်နာတစ်လျှောက်ကတိုက်ပွဲရဲ့တန်ကိုခါတီးတီးခံစားခဲ့ကြရတာကိုလည်းအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ဒီနေ့ဒီအချိန်ထိလည်းဗမော်ကန်နာတစ်လျှောက်အခုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ထီလင်ကောင်းကြရွာနဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဗမော်မြို့ရဲ့ကန်နာတစ်လျှောက်ကလည်းဒီနေ့ဒီအချိန်ထိအပျက်စီးတွေနဲ့ရှိနေဆဲပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာတွေကကချင်လက်နက်ကိုင်သဘော KIA ဝင်ရောက်စိတ်ဝင်စခန်းချခဲ့တဲ့နေရာတွေဖြစ်တဲ့နောက်မှာရှိနေတဲ့အတွင်းပိုင်းကရွာတွေက KIA ရဲ့တပ်မဟာရှိဌာနချုပ်ရှိတဲ့နေရာဆိုတဲ့သတင်းကိုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်တမတော်ကနေရာအချိန်တိတိကျကျနဲ့တွားရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကချင်လက်နက်ကိုင်သဘော KIA နဲ့အပေါင်းပါတွေအယောက်40ကျော်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒီထဲမှာကချင်စစ်သွေးကြွအကြီးပိုင်းတွေလည်းပါဝင်သလိုကဒူး PDF တွေနဲ့အင်းတော်ကတာက PDF တချို့လည်းပါဝင်နေဆိုတဲ့သတင်းကြားသိရပါတယ်။ရွှေကူ PDF တွေလည်းလာရောက်စုဖွဲ့နေပြီးတော့ဗမော်ကိုရွေးကောက်ပွဲမကျင်းပနိုင်ရေးရည်ရွယ်ချက်ရှိတိုက်ပွဲဖော်ဆောင်မှုစုဖွဲ့နေတဲ့အချိန်တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းမှာလည်းရွှေကူမြို့နယ်ကကချင်လက်နက်ကိုင်ပေါ် KIA ရဲ့တပ်မဟာရှိဌာနချုပ်တစ်ခုကိုလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ဘူးသလိုအခုလေကြောင်းတိုက်ခိုက်မှုကလည်းကချင်လက်နက်ကိုင်ပေါ် KIA ရဲ့တပ်မဟာရှိဌာနချုပ်တွေကဌာနကြီးစခန်းကြီးတစ်ခုဖြစ်တဲ့အတွက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ဒီနေရာမှာတော့ကချင်လက်နက်ကိုင်ပေါ် KIA ရဲ့ပေးစာကမ်းစာနဲ့ဝါရဖြန့်စာတွေရေးနေတဲ့ social media platform တွေသတင်းတို့သတင်းမှာဖြန့်ဝေနေတဲ့ Liberty Media တွေအားလုံးကတော့ဒါကချင်တွေရဲ့ဝယ်ပြုလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်လေကြောင်းတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။တကယ်တော့ဒီနေရာတွေကကချင်လက်နက်ကိုင်သဘော KIA ဝင်ရောက်နေထိုင်နေတဲ့နေရာတွေဖြစ်တဲ့ရွာလုံးကျွတ်နေပါကလည်းကချင်စစ်သွေးကြွတွေကချင်လူမျိုးတွေအများဆုံးရှိတာကိုမြင်တွေ့ရပါတယ်။ဒီကောင်းကြရတဲ့ပတ်သက်တဲ့ဖြစ်စဉ်တစ်ခုကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးလိုပါတယ်။ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲကောင်းကြရွာကကချင်လက်နက်ကန်သဘော KIA နဲ့အပေါင်းပါတွေဝင်ရောက်စိတ်ဝင်နေတယ်ဆိုတဲ့သတင်းကြားသိရတဲ့အတွက်ဗမော်မှာရှိနေတဲ့စကခ21ရဲ့လက်အောက်ခံတရင်တပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ကောင်းကြရွာတွေကိုဝင်ရောက်ပြီးတော့ကောင်းကြရွာထဲမှာဝင်ရောက်စခန်းချနေတဲ့အကြမ်းဖက်တွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်အဲ့ဒီကာလတွေကဗမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ပြင်ဆင်နေတဲ့အချိန်ပြင်ဆင်နေတဲ့ကာလတွေဖြစ်ပါတယ်။ဆိုတော့ဗမော်မျိုးကိုတိုက်စစ်ရေးဖော်ဆောင်နေတဲ့အချိန်ကချင်လက်နက်ကိုင်သဘော KIA ကအရှေ့ဘက်မှာရှိနေတဲ့မုံမောက်တောင်ဘက်မှာရှိနေတဲ့မန်စီနဲ့အနောက်ဘက်မှာရှိနေတဲ့အခုရေလဲကောင်းစင်ထီးကြိုင်ကောင်းကြစားတဲ့နေရာတွေကနေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ AR မြစ်ရဲ့အနောက်ဘက်တမဟာရှိနေမီကနေအညာသားတော်သား PDF တွေစုဖွဲ့ပြီးတော့တွားရောက်တိုက်ခိုက်ကြတာတွေရှိတယ်။ဗမော်တွေကိုစိတ်ဝင်ပြီးလာရောက်တိုက်ခိုက်ကြတာတွေရှိပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့တစ်နှစ်ကျော်ကာလအတွင်းကချင်လက်နက်ကိုင်သဘော KIA ရဲ့တတိယအကြိမ်မြောက်စစ်ရေးလှုပ်ရှားမှုစစ်ရေးဖော်ဆောင်မှုဖြစ်ပြီးတော့စကိုင်းတိုင်းထဲမှာရှိနေတဲ့အညာသားတော်သားတွေဒီပဲရင်းနဲ့ပလဲမှာရှိနေတဲ့ဒီဒါမဆိုင်စွမ်းသူမောင်တို့အဖွဲ့တွေကိုယ်တိုင်တွားရောက်တိုက်ခိုက်ကြတာရှိတယ်လို့မြိုင်ပေါက်နဲ့ရောစောဒေသကစစ်သွေးကြွအညာသားတော်သားတွေကိုယ်တိုင်တွားရောက်ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်ဒီလိုပူးပေါင်းတိုက်ခိုက်ဖို့အတွက်လည်းကချင်လက်နက်ကိုင်သဘော KIA ကလိုအပ်တဲ့လက်နက်ခဲယမ်းနဲ့ထောက်ပံ့မှုတွေပေးခဲ့တဲ့အတွက်လက်နက်နဲ့လူနဲ့လဲလှယ်ပြီးတော့ဗမော်ကိုလာရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဗမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာတစ်နှစ်သာကျော်သွားတဲ့တမတော်ကပြန်လဲထိန်းချုပ်လိုက်ပြီးတဲ့နောက်အီဂျန်ကြီးကိုပြတ်ပြားအောင်လုပ်ဖို့ဆက်လက်ပြီးတော့ဆောင်ရွက်နေစေဖြစ်တဲ့အတွက်တမတော်ကပြီးခဲ့တဲ့ချက်တွေကဗမော်အနီးကကချင်လက်နက်ကိုင်သဘော KIA စုဖွဲ့နေတဲ့နေရာတွေကိုနေ့နဲ့ညကင်းထောက်ပြီးထက်ချက်မကွာတိုက်ခိုက်နေစေဖြစ်ပါတယ်။ဗမော်ရဲ့ဒီတောင်ဘက်မှာရှိနေတဲ့ခလာရ40ခွန်အနီးစိတ်ဝင်လာတဲ့အကြမ်းဖက်သမားတွေကွန်ပျူတာတက္ကသိုလ်အနီးပြန်လဲစိတ်ဝင်မှုအရက်သားအသွင်နဲ့ပြန်လဲစိတ်ဝင်နေတဲ့ကချင်စစ်သွေးကြွတွေနဲ့အညာသားတော်သား PDF တွေရဲ့စိတ်ဝင်မှုတွေကိုလည်းလက်ဦးမှုရယူတိုက်ခိုက်နေတာတွေရှိတဲ့အတွက်နေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများလျက်ရှိပါတယ်။အဲဒီနေရာမှာကချင်လက်နက်ကိုင်သဘော KIA ကဗမော်ကိုဘာကြောင့်တိုက်ခိုက်ရတယ်လဲနဲ့ဘာကြောင့်တကြောပြန်တိုက်ပွဲတွေဖော်ဆောင်ရတယ်လဲဆို
တော့ဗမော်ကိုသာတက်မတော်ကအပြေးအဝထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ဗမော်မြကြီးနားလမ်းပိုင်းကြီးကလည်းပွင့်လှစ်သွားမှာဖြစ်ပြီးတော့အောက်မှာရှိနေတဲ့ထီချိုင်းရွှေကူကတာလမ်းပိုင်းကလည်းဆက်မှန်ပွင့်လှစ်သွားတော့မှာဖြစ်ပါတယ်ဒါဆိုရင်တက်မတော်ရဲ့ထိုးစစ်ကြီးကရေချောင်းကနေလည်းပွင့်လှစ်လာနိုင်မယ်ကုန်းချောင်းကနေလည်းမြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေက NI အားနဲ့အင်အားဖြစ်တင်တိုက်ခိုက်မှာဖြစ်တဲ့အတွက်ဒီလိုက်စာမကြားရန်လက်ကြားရန်နဲ့အခုရွှေတရားမှုရွှေတူးဖော်မှုတွေပြုလုပ်နေတဲ့မလီစွတ်မလီယန်စတဲ့နေရာတွေအများပြားကလက်လွတ်ရတော့မှစုတ်ခွာရတော့မှအခြေအနေဖြစ်လာပါတယ်ဒါကြောင့်မလို့ဗမော်ကိုကာကင်းတစ်ခုအနေနဲ့ထားစိတ်မျက်နှာဖော်ဆောင်တိုက်ပွဲဖော်ဆောင်ပြီးတော့ဒီမိုင်ကြားရန်လက်ကြားရန်လိုက်စာပတ်ဝန်းကျင်ကိုကာကင်းအနေနဲ့ဆက်လက်စည်ရေးဖော်ဆောင်နေရလို့ယူဆရပါတယ်ဒါကြောင့်မလို့ကချင်လက်နက်ကိုင်တဘောင် KIA စုဖွဲ့နေတဲ့နေရာတွေကိုတပ်မတော်ကဆက်လက်တိုက်ခိုက်နေအောင်မှာဖြစ်တယ်လို့မနေ့ကလေကြောင်းတိုက်ခိုက်မှုအတွင်းဘယ်ကချင်တွေရဲ့စုတောင်းပွဲမှာပြုလုပ်နေတာမဟုတ်ဘူးတမဟာရှိရဲ့လက်အောက်ခံ PDF တွေတမဟာရှိရဲ့ကချင်လက်နက်ကင်တပုံစစ်သွေးကြွတွေဝင်ရောက်စုဖွဲ့စခန်းချနေတဲ့နေရာကိုလေကြောင်းတိုက်ခတ်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်ဒေဆုံးမှုများခဲ့တယ်လို့သိရပါတယ်ဒီထင်းလင်းကြီးရွာအုပ်စုကောင်းကြတဲ့တာယာကောင်းအနီးကိုကချင်စစ်သွေးကြွတွေဝင်ရောက်စုဖွဲ့နေတဲ့ဆိုတဲ့သတင်းတွေကကျွန်တော်တို့ပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းကလေးကသတင်းတချို့ရရှိခဲ့ပါတယ်ကတာမြို့သိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့အညာသားတော်သားနဲ့ကချင်စစ်သွေးကြွတွေဝင်ရောက်စုဖွဲ့နေတဲ့လမ်းကြောင်းတွေသတင်းရတဲ့အခြေအနေကတမဟာရှိနေမြေအတွင်းမှာပြန်လည်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိခဲ့ရကြပါပြီဒီအတွက်တက်မတော်ကကြိုတင်ကင်းထောက်ပြီးတော့တရင်ရယူအတီးပြုတ်ပြီးမှလေကြောင်းခန်းတွေတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေအွန်လိုင်းကျင်းနဲ့တည်ဆုံးတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကချင်စစ်သွေးကြော်တွေကဝါဒမိုင်တိုင်းနေတဲ့မြောက်ပိုင်းကြားလူရေကဲငားလူမြောက်ပိုင်းကျက်လူဒီဝါဒဖြန့်တွေရေးနေတဲ့ social media platform ကအကောင့်တွေကတော့တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းထိခိုက်တည်ဆုံးမှုမရှိဘူးဆိုပြီးတော့တခါရေးလိုက်တစ်ဖက်ကကချင်စစ်သွေးကြော်တွေကတက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း29ရေးလိုက်ခေတ်တဲ့နဲ့အကြမ်းဖက်အားပေးမီဒီယာတွေမှာတော့တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စူတောင်းဝဲပြုတ်လုံနေတဲ့ကချင်တိုင်းသားတွေထိခိုက်တည်ဆုံးနေဆိုပြီးရေးလိုက်နဲ့အကြမ်းဖက်မီဒီယာတွေအကြမ်းဖက်စစ်သွေးကြွတွေအကြမ်းဖက်အားပေးတွေကိုယ်တိုင်အတိုင်ပေါက်မညီဘဲနဲ့သတင်းတွေကိုမျိုးစုံထုတ်ပြန်နေကြတာရှိပါတယ်တိုးတော့ကျွန်တော်ပြည်ပကရရှိတဲ့သတင်းအရတော့ဗမော်မြို့ရဲ့အနောက်ဘက်ဗမော်မြို့ကိုဆက်လက်ရေးဖော်ဆောင်နေတဲ့ကချင်စစ်သွေးကြွတွေနေထိုင်နေတဲ့တပ်မဟာရှိရဲ့ဌာနချုပ်တစ်ခုရှိနေတဲ့စကန်ကြီးတစ်ခုရှိနေတဲ့နေရာကိုကြချတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်ဒေဆုံးသူ40ကျော်ရှိတယ်လို့သိရပြီးဒီနေ့ဇန်နဝါရီလ23ရက်နေ့နေ့လယ်12နာရီထိရရှိတဲ့သတင်းရတော့ကချင်စစ်သွေးကြွတွေထိခိုက်ဒေဆုံးနိုင်ခြင်း90ကျော်ရှိတယ်လို့သိရပါတယ်။ဒါကဗမော်ကိုထပ်မံလာရောက်တိုက်ခိုက်နေတဲ့ကချင်စစ်သွေးကြွတွေအရှိုက်ကိုရိုက်ထိုးလိုက်တာဖြစ်ပြီးတော့ထိခိုက်ဒေဆုံးနိုင်ခြင်းနဲ့ဖြစ်ပေါ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကကချင်ပြည်နယ်နဲ့ပတ်သက်တဲ့စီးရီးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းမှာနောက်ထပ်သတင်းတစ်ပုဒ်ကတော့စီးရီးသတင်းမဟုတ်ပါဘူး။ဒါကတော့ဒီမနေ့ကဇန်နဝါရီလ23ရက်နေ့မှာပဲပြင်ဦးလွင်မှာရှိနေတဲ့စာပန်းအိမ်ကဒီဘန်နာဆောင်ကျောင်းသားအဆောင်ကိုကျောင်းမှုဖြစ်ပေါ်ခဲ့ပါတယ်။မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့တဲ့အဆောင်ကဒီဝါယာရှော့ကြောင့်ဖြစ်ပေါ်ခဲ့တယ်လို့သိရပြီးတော့ဒီအဆောင်မှာနေတဲ့ကျောင်းသားကတော့38ယောက်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့မီးလောင်ကျွမ်းတဲ့အချိန်မှာကျောင်းသားတွေကဒီအဆောင်မှာမရှိဘဲနဲ့စာသင်ကြားနေတာဖြစ်တဲ့အတွက်ကျောင်းသားတွေရဲ့ထိခိုက်မှုသေဆုံးမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့မီးလောင်ကျွမ်းမှုကပြင်းထန်ခဲ့တဲ့အတွက်ဒီတန်နေမီးတပ်ဖွဲ့ဝင်တွေနဲ့ private အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ညှိနှိုင်းခဲ့ရတယ်လို့သိရပါတယ်။ဒါကမနေ့ကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီထိခိုက်ဒေဆုံးမှုမရှိဘူးဒါပေမဲ့မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမီးတပ်ဖွဲ့ကနေစုံစမ်းဖော်ထုတ်ပြီးတော့လိုအပ်တာတွေရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်ကြီးမှာရှိနေတဲ့အောင်မြေတစ်က NUGBB အုပ်စုကိုကြောထောက်နောက်ခံပြုတ်ထားတဲ့ဒီအာရမပြုတ်ကျင့်ထားတဲ့ပုံမှန်306ကျူးလွန်ထားတဲ့ဇာနီသွေးကအကြမ်းဖက်သမားတွေကိုဆက်လက်ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းဖော်ထုတ်ရရှိတဲ့အတွက်အကြမ်းဖက်ထောက်ပံ့တဲ့အတွက်ပုံမှန်905နဲ့ထပ်မံတရားစွဲဆိုခံရပွဲရှိပြီးတော့အောင်မြေတစ်ရဲ့ပိုင်ရှင်ဖြစ်သူ့ရဲ့သားကွင်းလုံးကျွတ်မရိမှုကနေလွတ်ဖို့အတွက်ရှေ့နေတယောက်ကိုငှားပြီးတော့စီးစိမ်ကုံရင်ကုံပါစေဒီတရားဥပဒေအရရင်ဆိုင်သွားမယ်သူသားအကျဉ်းချမခံရရေးထောင်မချရေးမရိမှုကောင်းစဉ်မတက်ခံရရေးအတွက်ဆောင်ရွက်သွားမယ်ဆိုတဲ့အတိမပြုတ်နိုင်တဲ့သတင်းတွေကြားသိနေရပါတယ်ဒီလိုမရိမှုနဲ့တပြိုင်နက်တည်းမှာပဲမန္တလေးမှာရှိနေတဲ့ကိုပိုင်အထက်တန်းကျောင်းကကျောင်းဆရာမတယောက်ရဲ့သားကလည်းဒီ grade 12ရှိတဲ့ကျောင်းသူတယောက်ကိုထပ်မံမရိမှုပြုကျင့်ခဲ့တယ်လို့သိရပါတယ်ပြုကျင့်ခံရတဲ့သမီးမိန်းကလေးပြုကျင့်ခံရတဲ့ကလေးမလေးကိုတော့ဒီစိတ်ကြွသေးတွေခတ်ပြီးတော့အာရမပြုကျင့်ခဲ့တယ်လို့သိရပြီးအာရမပြုကျင့်သူရဲ့ညီကဒီအာရမပြုကျင့်တဲ့ဒီ black ကာရပြုတ်ထားတဲ့ဗီဒီယိုကို Telegram နေမှာငွေကျပ်2,000ခွဲနဲ့ရောင်းချထားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဒါကအခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြစ်မှုတွေကမှဒီ social media platform တွေကနေတဆင့်အတူယူမှားလာတဲ့အကြောင်းလူငယ်တွေမှာတက်ငယ်မရင်းမှုတွေကျူးလွန်လာတွေရှိတယ်ဆရာဆရာမအမိခံထားပြီးတော့အနန္တ၅ပါးမှာပါဝင်မှုအတွက်အရေးချင်းမပြည့်မီတဲ့ကျောင်းဆရာမတွေကျောင်းဆရာတွေရဲ့ဒီလုပ်ရက်တွေနဲ့ပြစ်မှုကျူးလွန်မှုတွေကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ဒီဆရာဆရာမအတိုင်းဝိုင်းမှာလည်းတော်တော်လေးထိခိုက်မှုတွေရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်ဆိုတော့ဒီမန္တလေးကမရင်းမှုကျူးလွန်တဲ့အချိန်မှာလည်းလိုအပ်တဲ့အချက်လက်တွေကိုဒီသက်ဆိုင်ရာတွေကတရားစွဲဆိုမှုပြုလုပ်ဖို့တရားစွဲဆိုဖို့ဒီရာဇသတ်ကြီးပုံမှန်နဲ့ဆောင်ရွက်နိုင်ရေးကိုစီစဉ်ဆောင်ရွက်နေတယ်လို့သိရပေမဲ့လိုအပ်တဲ့လောက်ကြီးမပေါက်ဘူးဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရပါတယ်ဒါက
တန်ကောင်းအညွန့်ကြိုးခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်ဆိုတော့မျိုးအာရမပြုကျင့်မှုတန့်ငယ်မတိမ်မှုဒီတက်ကြီးမတိမ်မှုကျူးလွန်တဲ့သူတွေကိုတရုတ်နိုင်ငံကလိုမျိုးဒါမှမဟုတ်ဝါတွေကိုးကန်နေလိုမျိုးလူလေကောင်းမှာပဲအဆုံးစီရင်ပြီးတော့ပြစ်ဒဏ်ပေးတော်တောင်ပြုလုပ်သွားတင်ပါတယ်အချိန်တန်ရင်တရားစွဲအချိန်တန်ရင်ထောင်ကျအချိန်တန်ရင်လူငင်းချမ်းသာခွင့်နဲ့ပြန်တဲ့လွတ်မြောက်လာပြီးတော့မွေးရပါပစ္စည်းတစ်ခုနဲ့တွေ့ကြရပေါင်းချမ်းနေအောင်မဲ့သူတွေဖြစ်တဲ့အတွက်မတိမ်မှုတစ်ခါကျူးလွန်သူကနောက်ထပ်မတိမ်မှုကျူးလွန်မှုလည်းဝန်မလေးကြဘူးဖြစ်ပါတယ်သူတို့ရဲ့တက္ကနာသာစိတ်အာသာဖြစ်မှုအတွက်တန်ကောင်းအညွန့်ကျိုးလောက်ခံရတဲ့မိန်းကလေးတွေရဲ့ဘဝကတစ်သက်လုံးသွားပြီးဖြစ်ပါတယ်လူကြားထဲမှာခေါင်းမဖော်နိုင်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာလည်းဒီ mental trauma တွေရသွားနိုင်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒီတစ်သက်အတွက်ကတော့လူဖြည့်ရှုံးမဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်တရားဥပဒေအရာအပြစ်ပေးအရေးယူထောင်ချဖမ်းဆီးရတွေပြုလုပ်တယ်ဆိုပေမဲ့ပြန်ထွက်လာရင်ဒီလိုတည်ရန်နိုင်တာတွေရှိတာကြောင့်ဒီကိုကန်ဒေတာဝါဒေတာတွေမှာလို့တရားစီရင်မှုမှာတော့သူတို့ရဲ့ဒီတဏှာစိတ်တွေကာမစိတ်တွေမလိမ္မှုကျိုးလွန်ခြင်းတဲ့စိတ်တွေကိုအကြောက်တရားနဲ့ထိန်းချုပ်ပေးနိုင်မှာရမယ်ဆိုတဲ့အခြေအနေမျိုးကိုတော့မြင်တွေ့လာရပါတယ်အခြေအနေတွေမလိမ္မှုတက်ငယ်မလိမ္မှုတက်ကြီးမလိမ္မှုတွေနဲ့ပတ်သက်ပြီးလွှတ်တော်ခေါ်အစိုးရပြောင်းလဲဖွဲ့စည်းပြီးတဲ့အချိန်လွှတ်တော်မှာဘယ်လိုမျိုးဆက်လက်ဆွေးနွေးသွားမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားကြရအောင်မှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကချင်လက်နက်ကန်တဲ့ပေါ် KIA ကပဲဗမော်ကနေစစ်ရှုံးပြီးတဲ့နောက်သူတို့ရဲ့စစ်ရှုံးသွားတဲ့စစ်ရှုံး PDF လေးတွေစစ်ရှုံးအညာသားလေးတွေစစ်ရှုံးကချင်စစ်သွေးကြွလေးတွေကိုစိတ်တက်ကြွနိုင်စေရေးအတွက်လုံရေးတပ်ဖွဲ့ဝင်တွေအနေငယ်သာရှိတဲ့ခိုင်းတဲ့အထက်ပိုင်းကချင်ပြည်နယ်အဆက်ကဗမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ဖြစ်စဉ်မှာဗမောက်မြို့သိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာ20ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီလေးလကျော်အတွင်းတပ်မတော်ကတံမြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိသလိုကချင်စစ်သွေးကြောနဲ့ကတူ PDF အင်းတော်ကတာက PDF တွေကမြို့တွေရွာတွေနဲ့နိုင်ငံမဲ့အဆောက်အဦတွေဌာနဆိုင်ရာတွေမိရှို့ဖျက်ဆီးကြတွေရှိသလိုဗမောက်မှာရှိနေတဲ့စိတ်ယုံသောကရိယာတွေကိုလည်းခိုးယူသွားတယ်ဆိုတဲ့ဖြစ်စဉ်တွေရှိခဲ့ပါဒါပေမဲ့အခုဒီရှမ်းပြည်တပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းထိုးစစ်ဆင်မှုတွေကြောင့်ညအိနန္ဒာဖုန်ကြီးကြောင့်ပြီးတော့မလွှကုန်းရက်ွက်တွေကိုတော့တပ်မတော်ကပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်ဒါကြောင့်ကချင်စစ်သွေးကြွတွေရဲ့ဒီမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးတော့မြို့ကိုဖျက်ဆီးသွားခဲ့ပေမဲ့လေးလကျော်အတွင်းတံမြန်ထိုးစစ်ဆင်မှုတွေကြောင့်မြို့ရဲ့တချို့နေရာတွေမှာလည်းမိရှုဖျက်ဆီးခံရတာရှိနေသလိုကချင်စစ်သွေးကြွတွေလည်းထိခိုက်ဒေဆုံးမှုတွေများခဲ့ပါတယ်ဒီထဲကနေမှညအိနန္ဒာဖုန်ကြီးကြောင့်ထဲမှာကချင်စစ်သွေးကြွတွေစခန်းချနေတာရှိတဲ့အတွက်ရှမ်းပြည်လက်နက်ကိုင်ရှမ်းပြည်တပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်ရဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဒီအကြမ်းဖက်သမားတွေကိုအသေးပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာတွေရှိတယ်လို့ရှမ်းပြည်တိုင်းရင်းသူတိုင်းရင်းသားလေးတွေကိုကချင်စစ်သွေးကြွတွေနဲ့ကတူ PDF တွေကအနိုင်ကျင့်တပ်ဖြတ်မှုတွေလည်းပြုလုပ်ခဲ့တဲ့အတွက်ဒီတပ်ဖြတ်ခံလောင်းတွေကိုလည်းတင်စီရမိခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။တော့မကြခင်ရဲ့အနေငယ်အတွင်းဗမောက်မျိုးကိုတပ်မတော်နဲ့ရှမ်းပြည်တပ်ဖွဲ့ဝင်တွေတဟန်ကျင်းညီစွာစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ပြန်လည်ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။တကယ်တော့ဗမောက်မျိုးဆိုတာကဒီရွှေဘုံမြကြီးနားလမ်းပိုင်းကြီးရဲ့အတွင်းဘက်မှာရှိတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ရှမ်းပြည်တိုင်းရင်းသားတွေအများဆုံးရှိပြီးတော့ကတူတိုင်းရင်းသားတွေကတော့အနည်းစုသာရှိတယ်။ရှမ်းပြည်တိုင်းရင်းသားတွေအများစုရှိတဲ့ဒေသမှာပဲကချင်စစ်သွေးကြွတွေကဒီကတူစစ်သွေးကြွတွေကိုလက်နက်တပ်ဆင်ပြီးတော့တပ်ပွဲတွေဖော်ဆောင်ခဲ့တယ်။ဒါပေမဲ့ရှမ်းပြည်လက်နက်ကိုင်အဖွဲ့တွေကဒီတပ်မဟာနှစ်ခုရှိတဲ့ဒေသမှာပဲတပ်မတော်ရဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းစစ်ဆင်နေတာဖြစ်တဲ့အတွက်ကချင်စစ်သွေးကြွတွေကတူစစ်သွေးကြွတွေနဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုနေ့စဉ်တိုက်ခိုက်နေတာရှိပါတယ်။ဒါကြောင့်ဗမောက်မြို့ရဲ့မြို့ပေါ်ရက်ွက်တွေကိုပြန်လည်ထိန်းချုပ်လာနိုင်ပြီဖြစ်ပြီးဒီအခုဇန်နဝါရီလမကုန်ခင်ဗမောက်မြို့ကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပါတယ်။ဒါကြောင့်မလို့အကြခင်ရပ်ပိုင်းအတွင်းဗမောက်မြို့တွေကိုဒေသခံရှမ်းပြည်တိုင်းရင်းသားတွေဒေသခံကတူတိုင်းရင်းသားတွေပြန်လည်ဝင်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ကတူစစ်သွေးကြွတွေကချင်လက်နက်ကိုင်ကောင် KIA ရဲ့ခိုင်းဘက်လက်ကင်တို့ကတူစစ်သွေးကြွတွေကတော့နေ့စဉ်တည်ဆုံမှုတွေများနေပြီးကချင်စစ်သွေးကြွတွေရဲ့ခိုင်းဘက်တွေအနေနဲ့ပဲဆက်လက်ရပ်တည်ပြီးတော့ဒီစစ်ရှုံးပြီးဆက်လက်ဆုတ်ခွာထွက်ပြေးနေရတဲ့ဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်ကြားသိနေရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းညံမြို့နယ်တွေကအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေပါတယ်။မနေ့ကဇန်နဝါရီလ22ရက်နေ့ညပိုင်းမှာလည်း Jet Fighter နဲ့၄ချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့ဒီနေ့ဇန်နဝါရီလ23ရက်နေ့မနက်ပိုင်းမှာလည်း Jet Fighter 3စီးနဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။တကယ်တော့မကွေးတိုင်းထဲမှာရှိနေတဲ့မြောင်ပေါက်ရောစောဒေသတွေကအကြမ်းဖက်သမားတွေအများဆုံးရှိတဲ့ဒေသတွေဖြစ်တဲ့ရော PDF တွေရှိသလိုရခိုင်စစ်သွေးကြွတွေရဲ့လက်နက်တပ်ဆင်ပေးမှုတွေနဲ့ကြိုးကြွနေတဲ့ရော်လန်ကအဖွဲ့တွေညိုင်ပေါက်ဒေသကရေနံတွင်းတွေကိုအခြေပြုပြီးတော့ရေနံမော်တွေကိုအခြေပြုပြီးတော့အညာတူပိုင်းလိုဖြစ်နေတဲ့နေရာကစက်ကြီးတွေကောက်ကြီးဝါချမ်းသာနေတဲ့ PDF တွေကလည်းလက်နက်တကာကဂျိုးတကြွားကြွားနဲ့ဒေသခံမိဘပြည်သူတွေနဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေကိုနှောက်ယှက်တိုက်ခိုက်မှုတွေပြုလုပ်နေစေဖြစ်ပါတယ်။ဒါအပြင်ဒီညိုင်ပေါက်ပတ်ဝန်းကျင်ကတပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်းအမြဲတမ်းဆိုသလိုလက်ဖြတ်တိုက်ခိုက်တာတွေမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ပခုတ်ကူရေးတကြိုညိုင်ပေါက်ဒေသတွေကတော့အကြမ်းဖက်သမားတွေအများဆုံးရှိတဲ့နေရာတွေဖြစ်တဲ့အတွက်တောက်လျှောက်နေမီရှင်တွေဆောင်ရွက်သွားကြရအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လတွေကလည်းဒီညိုင်နယ်မှာရှိနေတဲ့ကင်းရွာနှောပင်ရွာတွေကိုလည်းနေမီရှင်တွေဆောင်ရွက်နေတာတွေရှိတယ်လို့ပေါက်နဲ့မြိုင်တောင်ပိုင်းနောက်ပြီးတော့မြစ်ချိန်နဲ့ရေစကြိုလမ်းပိုင်းကအကြမ်းဖက်သမားတွေစခန်းချနေတဲ့နေရာနဲ့အစည်းအဝေးပြုလုပ်နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အညာသားတောသား PDF တွေထပ်မံတည်ဆုံမှုတွေရှိခဲ့ပါတယ်။မနေ့ကလေကြောင်းတိုက်ခိုက်မှုနဲ့ဒီနေ့လေကြောင်းတိုက်ခိုက်မှုတွေကလည်းအကြမ်းဖက်သမားတွေစခန်းချနေတဲ့နေရာကိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်တည်ဆုံမှုတွေများနေပါလိမ့်မယ်။ဒါအပြင်စကိုင်းတိုင်းထဲမှာရှိနေတဲ့ဒီချင်းတွင်းမြစ်ရဲ့
မြေကွမ်းမှာရှိနေတဲ့ကဏီနေထဲမှာလည်းတမတော်ကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ထားပါတယ်ဒါကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့နဲ့15ရက်နေ့မှာနှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ရှမ်းမြောင်းရွာ10ချောင်းရွာတွေကိုတမတော်ကထပ်မံလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဒီနေ့လေကြောင်းတိုက်ခိုက်မှုတွေကတော့မုံရွာနမခကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာပါရာမော်တာတွေနဲ့နောက်ပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်သမားတွေဘယ်နှယောက်ထပ်မံထိခိုက်ဒေဆုံးသွားသလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေသေးဖြစ်ပါတယ်။ဒါကြောင့်မလို့အခု2026ခုနှစ်ဇန်နဝါရီလ23ရက်နေ့အထိစကိုင်းတိုင်းထဲမှာရှိနေတဲ့အညာသားတောသားတွေကနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေပြီးတော့စိတ်သက်ရည်ရလည်းပြပြနေကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လေတစ်ဖက်ကနိုင်ငံရေးသမားတွေရဲ့စီးရုံးမှုတွေလှုံ့ဆော်မှုတွေနဲ့ဒီလမ်းကြောင်းမားတွေကိုရောက်ခဲ့တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားလူငယ်တွေကလည်းအခုဆိုရင်ဒီလက်နက်ချပြီးတော့အလင်းဝင်လာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။မနေ့ကဇန်နဝါရီလ22ရက်နေ့မှာလည်းမုံရွာနမခကိုအလင်းဝင်လာတဲ့ PDF အမျိုးသား22ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း24ဦးလက်နက်ချအလင်းဝင်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။လက်နက်ချလာတဲ့ PDF တွေကတော့မုံရွာစကိုင်းဟုံးမလင်းနဲ့ကလေးက PDF တွေဖြစ်တယ်လို့သိရပြီးဒီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းမှုကလက်ခံကြိုဆိုခဲ့ကြပြီးစုချင်းမြင့်ငွေတွေနဲ့ဒီမိဘတွေရဲ့ရင်ဝင်ကိုပြန်လည်အနှံခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့ဇန်နဝါရီလ23ရက်နေ့မှာလည်းမန္တလေးတိုင်းလပခစစ်ဌာနချုပ်ကိုပဲလာရောက်လက်နက်ချတဲ့ဒီ PDF အဖွဲ့ပေါင်းမန္တလေး PDF ထဲကဖြစ်ပါတယ်။စိုးသူရဇော်ဦးဆောင်တဲ့နိုင်ငံရေးအကျဉ်းနေပါတဲ့ရွှေတကူစိုးသူရဇော်ကတော့တောထဲမှာပဲအမှကြောင်းခုန်နေတယ်လည်းမသိပေမဲ့စိုးသူရဇော်ကအကျိုးမြတ်တွေကိုယူပြီးတော့ပြစ်ထားခဲ့တဲ့မန္တလေး PDF တွေကလက်နက်ချအလင်းဝင်လာကြတာဖြစ်ပါတယ်။ဒီနေ့တရက်ထိုင်တဲ့လပခကိုလာပြီးအလင်းဝင်ကြတဲ့ဒီအမျိုးသားအမျိုးသမီးယောက်ျားလေးမိန်းကလေး149ဦးရှိတယ်လို့သိရပါတယ်။ဒီမန္တလေး PDF ထဲကအမျိုးသားယောက်ျားလေး142ဦးနဲ့မိန်းကလေး8ဦးလို့သိရပါတယ်။လက်နက်ငယ်လက်နက်ကြီးနဲ့ဒီလိုအပ်တဲ့ဆက်ပစ္စည်းတွေကိုတဲယူလာပြီးတော့အလင်းဝင်ငယ်ကြတာဖြစ်တဲ့အတွက်ဒီစုချင်းမြင့်ငွေတွေလည်းပေးခဲ့တယ်လို့သိရပြီးတော့မြန်မာကျပ်ငွေ3,400ကျော်တန်ဖိုးရှိတဲ့ဒီစုချင်းမြင့်ငွေတွေထောက်ပံ့ငွေတွေပေးပြီးတော့မိဘရင်ကိုပြန်လဲအနှံလိုက်တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်ဒီနိုင်ငံရေးသမားတွေစီယုံလှုံ့ဆော်မှုတွေပြည်ပြည်တွေပြည်ဖြတ်တွေရဲ့သွေးထုံလှုံ့ဆော်မှုတွေကိုဆက်လက်ပြီးတော့ယုံကြည်ပြီးဒီလက်နက်ကင်လမ်းစဉ်ကအောင်မြင်မယ်လို့မျှော်လင့်နေရင်တော့တေပွဲတွေဝင်နေကြရမှာပါတပတ်အတွင်းအညာသားတောသား PDF တရားကျော်ထိခိုက်တည်ဆုံးခဲ့တာတွေလည်းအားလုံးတားသိကြမှာဖြစ်တဲ့အတွက်ဒီလိုမျိုးဒုက္ခိတဘဝသိမဲ့ဘဝဒီတန်ဖိုးမဲ့စွာတည်ကြည်ရမယ့်အခြေအနေမျိုးကိုအတိရပြီးတော့လက်နက်ချကြပါအလင်းဝင်ကြပါလက်နက်ကင်လမ်းစဉ်ကနိုင်ငံရေးပြိပက္ခကိုဖြည့်ရှင်းနိုင်တာမဟုတ်ဘူးဆိုတဲ့အချက်ကိုနားလည်ဖို့လိုပါတယ်။ဒီဒေသမှာဆိုရင်လည်း NLD အမန်ဟောင်းဘိန်းစာမဒိန်းကောင်ထွန်းနိုင်ဥဆောင်ပြီးတော့ DPL အဖွဲ့တွေကိုဖွဲ့စည်းခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ DPL တို့တိုင်းသားတွေအားလုံးကိုတဆင့်ပြီးတဆင့်စီးရုံးနိုင်ခဲ့တာဖြစ်တဲ့အတွက် DPL ဘက်ကလည်းလက်နက်ချအလင်းဝင်မှုတွေနေ့စဉ်များပြားနေတာရှိပါတယ်။နောက်ချိုတောင်ခမ်းတိုက်ပွဲတစ်လျှောက်မှာလည်းဒီ DPL ဘက်ကလက်နက်ချလင်းဝင်လာတဲ့သူ150ကျော်200နီးပါးရှိပြီးတော့ကြောင်မဲနဲ့တီဘောမျိုးတိုင်းတိုက်ပွဲတွေမှာလည်း DPL ဘက်ကဒနုတိုင်းရင်းသားလေးတွေအတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့သူတွေနိုင်ငံရေးသမားတွေရဲ့စီယုံမှုတွေကြောင့်လမ်းမပေါ်ရောက်ခဲ့ကြတဲ့ဒနုညီလေးတွေအားလုံးလည်းလက်နက်ချအလင်းဝင်လာကြပြီဖြစ်ပါတယ်။ဆိုတော့အခုဆိုရင်မန္တလေးမှာရှိနေတဲ့မန္တလေး PDF ရဲ့လက်အောက်ခံ PDF တွေလည်းလက်နက်ချပြီးအလင်းဝင်လာကြပြီဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့ PDF တွေကဒီဖားနဲ့ငါကွဲလာကြပြီဖြစ်ပါတယ်။လက်နက်ကင်လမ်းစဉ်မှာပျော်မွေ့ပြီးတော့စက်ကြီးတွေနဲ့တောက်စားပျော်ပါးရင်းနဲ့မိုက်ကြီးခွဲနေအောင်မယ်ဆိုရင်တော့တနေ့မဟုတ်တနေ့တေကြရမှာဖြစ်ပြီးတော့လက်နက်ချအလင်းဝင်လာကြတဲ့ညီငယ်ညီမငယ်တွေအားလုံးကတော့မိဘရင်ဝင်ကိုပြန်လည်ဝင်ရောက်ပြီးတော့အေးချမ်းချမ်းနေထိုင်လို့ရကြပြီဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့မနေ့ကတင်ဆက်ပေးခဲ့တယ်လို့ပါပဲစကိုင်းတိုင်းထဲမှာရှိနေတဲ့အညာသားတောသား PDF တွေရဲ့စခန်းတွေက16နေရာထက်မနည်းကျွန်တော်တို့ရရှိထားပြီးဖြစ်ပါတယ်လက်နက်ချအလင်းဝင်မယ်ဆိုရင်တော့အတူအပြက်နဲ့ပတ်ဆက်ပိုးစိုးပတ်ဆက်တည်တဲ့တိုင်ကနေရှောင်ရှားနိုင်မှာဖြစ်ပြီးတော့ဆက်ပြီးမိုက်နေမယ်ဆိုရင်တော့အခုဒီဗမော်အနီးကတီလင်ကောင်းကြရွာလေကြောင်းတိုက်ခိုက်မှုလိုမျိုးအောင်လန်တက်ကုန်းရွာကလေကြောင်းတိုက်ခိုက်မှုလိုမျိုးဗရုံမာရွာလေကြောင်းတိုက်ခိုက်မှုလိုမျိုးမန်ဟဲရွာပုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်လိုမျိုးအယိုးတခြားအသားတခြားဖြစ်သွားမဲ့အခြေအနေမျိုးနဲ့ဆက်ပြီးမိုက်ချင်သေးရင်တော့လက်နက်ကလမ်းစဉ်ကိုဆက်လိုက်ကြပါဟိုကဆက်လက်တိုက်ခိုက်သွားမဲ့နေရာတွေလည်းအရေးကြီးသလို priority ဆင်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်လက်နက်ချအလင်းဝင်ခင်အသက်ရှင်ခွင့်ရရှိမယ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုအပြည့်အဝရရှိမှာဖြစ်ပြီး PDF တွေအနေနဲ့ဆက်မှရင်တော့နေ့စဉ်ထိခိုက်တည်ဆုံးနေကြရအောင်မှာဖြစ်တယ်ဆိုတော့အကြောင်းအရာလေးကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်တည်များနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုက်နှစ်ပတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး sharing မြန်မာမှာတည်များနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ